ပြန်လာပြီဟာရေရေရေဟေ့အောင်လို့ဒီမိကောင်ဘာကြောင်ကြည့်နေရလဲတော့ငါပါရတော့လာခဲ့တာတလီမီမဟုတ်တော့ဘာချာတာဘာချာကိုချာတာလေဗျာဒီကြောင်ရေ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 ပေါပြန်လာပြီရေ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 ပေါပြန်လာပြီရေရေပေါပြန်လာပြီဘာလို့လဲသူ့ယောက်ျားကိုလိုက်သွားတာကလေးတော်နဲ့ပြောရှိဘီတူမကောင်းပါထိုးလာတယ်ရောက်အဲ့ဒါမင်းကငါမေးရမှာမင်းကတော့ဘာလို့ဒီကနေ့တော့ဘာဖြစ်လဲတော့မသိတာဒီကမင်းတော့မင်းတဲ့ညပြောနေတာကွာဒါတော့မင်းတို့ပြတ်သွားတယ်မျိုးစိတ်တာမျိုးပြီးသားလိုက်ဘောဒီအဲ့ဒါပြမေကောကျဲတဲ့ဟောတာကွာပြမေကောပါလေဒီရေဘာလီပါဘာဘာမေရောမင်းဒီနေ့ကဆုံးတာဘာလို့လဲဗျာကာမင်းဆုံးပြီရောက်ပြောတာကကာမင်းဆုံးပြီလားတော်ရီပါဘောဒီမတာဒီလားရမင်းတာဒီမဲရဘာဒီလဲဒီမရဘာသာတွေတွေ့လားဟဲ့ငါကြားလာတဲ့ဘာသာတွေပဲတွေ့လားဒီဘာသာတွေဘာတွေတော့ငါကြားလာခဲ့လို့ပြစ်တယ်လေဟဲ့ဘာတရားရင်းနဲ့တော့တော့ကပြီးဒီဘာသာတွေဘာတွေတော့ငါကြားလာခဲ့လို့ပြစ်တယ်လေဟဲ့ကျောင်းတွင်းထဲမှာထွေးနေရှင်းပြီးတော့တဲ့ပြစ်ချက်ပြီးပေါက်တာတွေကိုကဘာလို့ကြားခဲ့ရတော့ပြစ်တယ်လေအဲ့တော့ငါရဲရဲကိုချက်တော့ကွာဟိုတက်တက်ဒီလိုကတိမကတော့ရအောင်စားရတာဟဲ့ဘာတော့ဟမ်ပြောတာကဘာသူကဘာတော့လဲဒါရုံးကဘာတော့လဲကွာဟဲ့ဘာကြီးဒီရဘလို့လဲဘာစိတ်ကိုသိမှာဘယ်နဲ့ဘာဆိုင်လို့လဲကွာဘာတော့မဆိုင်ရမှာစိတ်ဆိုင်တာပေါ့ကွာဟဲ့အမိုးမင်းရဲ့ဖေကဥတ္တစာဆိုတဲ့နာမည်နဲ့လုံးဝမတန်ဘူးရဲရဲစီကိုစာလုံးဝမရေးဖို့ပြောခဲ့တာလဲမင်းရဲ့ဖေရင်းနဲ့တွေ့မှာငါပတ်သက်ချမ်းသာအောင်လုပ်နိုင်ရင်ရဲရဲနဲ့လက်ထပ်ပေးပါပဲလို့ဂတိတွေပေးခဲ့တာလဲမင်းရဲ့ဖေပဲအဲ့ငါလုံးဝမသိခဲ့ဘူးကြပြီဘိုးကြီးမင်းအဖေဟာငါဘဝကိုတည်သားခြင်းနဲ့ပထမဆုံးတတ်တယ်မင်းညမရဲရဲဟာတစ္ဆာဖောက်ခြင်းနဲ့ငါဘဝကိုထပ်တတ်တယ်အဲ့ဒီအတွက်တနေ့နေ့တစ်ချိန်ချိန်ကြာငါ့ကိုတရားတတ်ခြင်းပြန်ပေးရမယ်လို့မင်းအဖေနဲ့မင်းညမကိုပြောလိုက်